သတင်းစာမှတ်တမ်းအရ1989ခုနှစ်မြစ်ကြီးနားရန်ကုန်အမြန်ရထားမုံမတိရဲ့ညတညမှာ3နာရီဝန်းကျင်စက္ကန့်ပေါင်းအနည်းငယ်အတွင်းမှာပဲဖြစ်ရဆိုးကြီးတစ်ခုဖြစ်ပွားခဲ့တဲ့ရထားနံပါတ်398အမြန်စီးရထားပေါ်ကအတွင်းထိုင်ကောင်တာခန်းတစ်ခုကနေလူတစ်ယောက်မသိပဲပျောက်ဆုံးသွားတာသူ့နာမည်ကစန္ဒာမြို့နယ်ကျောင်းထဲကစာသင်ထဲကဆရာမတဦးသူဟာမိသားစုတွေ့ဖို့အတွက်ရန်ကုန်ကိုညနေပိုင်းရထားနဲ့အလွန်ထွက်လာတယ်သူအနားထိုင်တဲ့လူတွေအထိသူတယောက်တည်းထိုင်နေမတန်မတရားလှုပ်ရှားတာမျိုးမရှိဘူးလို့ပြောတယ်အဲဒီညမှာပဲယထာဟာချင်းတွင်းတောင်တန်းတွေကြားကမီးမဲ့တစ်တောတွေအထဲကိုတူးညိုင်သွားတယ်မီးတဲ့တွေဖြည့်ရောင်ပြီးယထာအတွင်းမှာဝိဖတ်မရှိဖုံးလဲဆက်မရတစုံတစ်ယောက်ကစန္ဒာကိုနောက်ဆုံးမြင်တာကညာနှစ်တစ်စက်မှာလေဝင်လေထွက်အတွက်တခဏယထာတကားဖွင့်ထားတဲ့အချိန်သူအပေါ်မိုက်ပြီးတောင်တန်းညအေးလေးကိုသွေးအေးအောင်ခံစားနေတယ်ထင်ကြတယ်နောက်တစ်ချက်မှာတော့သူပျောက်သွားတယ်အဖွဲလိုက်ရှာဖွေမှုမှာထူးခြားတာတစ်ခုရှိတယ်။ယထာတကားမှာသွေးနှင်းပြင်တစင်းစင်းနဲ့ခြေရာသေးသေးတွေမိမိကိုမဲ့သွားပြီးလှုပ်ဝက်ကောင်းကောင်းတွေနဲ့ဖြတ်တန်းသွားတဲ့ခြေရာတွေအဲဒီညနဲ့နောက်ပိုင်းမှာယထာတစည်းကိုခေါင်းတစ်ခုတလင်းနဲ့လိုက်နေတဲ့အမျိုးသမီးရဲ့တန်ကိုမျက်မြင်နဲ့ကြားခဲ့ကြတယ်ဆိုတာသတင်းစာတွေမှာပါခဲ့တယ်တချို့ကမျက်နှာမဲ့ဆဲဆွဲတဲ့အမျိုးသမီးလေးအကောင်ကြီးအကြောင်းပြောတယ်နောက်ထပ်ခရီးသည်တချို့ကလည်းမိမိတို့အိတ်နေတဲ့အခန်းကဆန္ဒမရှိဘဲအပေါ်ဖွင့်လိုက်ရတဲ့ပတင်းပေါက်မှာမျက်နှာဖြူနဲ့ရောင်မဲတဲ့မိန်းမအကျန်းကြီးတယောက်ကိုမြင်ခဲ့တယ်လို့သက်သေအနေနဲ့ပြောခဲ့တယ်တကယ်တော့ဘာဖြစ်တာလဲနှစ်ကြာအောင်စနစ်တကျလေးလာခဲ့တဲ့အမှုစုံစမ်းရေးအဖွဲ့ကမိမိအသက်ကိုမတန်ဆွမ်းစွာနဲ့ဆုံးရှုံးသွားတဲ့အဖြစ်အပျက်ဖြစ်တယ်လို့ဆိုတယ်။ဒါပေမဲ့အဲ့ဒီရထားပေါ်စီးတဲ့သူတချို့ကတော့သူမပျောက်သွားတာမဟုတ်ဘူး။ရထားနဲ့တွဲသွားတယ်လို့မယုံနိုင်တဲ့တန်ကိုတိုးလေးနဲ့ပြောတယ်။ဆန္ဒပျောက်သွားတဲ့အခန်းနံပါတ်4ရ83မှာစီးသူတွေဟာအိတ်တော်မက်ကြပါတယ်။တချို့ကအိမ်မက်ထဲမှာသူမနဲ့တွေ့ကြတယ်။တချို့ကမိမိဘေးထိုင်နေတယ်လို့ခံစားရတယ်။အဲ့တချို့ကကျမကိုနာလန်ထင်တဲ့မျက်နှာတစ်ခုရဲ့စကားမပြောဘဲမြင်နေတဲ့မျက်လုံးစုံကိုမေးလို့မရဆိုပြီးအတန်တင်းတင်းနဲ့ပြောတယ်။တရက်မှာတော့ဆန္ဒနဲ့မိတ်ဆွေဖြစ်တဲ့တူမတစ်ယောက်ကရထားပေါ်မှာ